တနေ့မှာတော့ဒီကောင်မလေးကလမ်းဘေးကမျက်ပင်လေးတစ်ပင်ကမျက်မမြင်တထေးကြီးကိုကုသပေးနိုင်တယ်လို့ပြောလိုက်တဲ့အခါလူတိုင်းကသူမကိုယူနေတယ်လို့ထင်ခဲ့ကြပါတယ်။ကိုရန်တော်ကမျက်ပင်ကိုလွှတ်ပစ်လိုက်တဲ့အတွက်ကောင်မလေးကဝမ်းနည်းစွာငိုကြွေးခဲ့ရတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကသူမရဲ့မျက်ရည်ကခြောက်သွေ့နေတဲ့မျက်ပင်ပေါ်ကျသွားတဲ့အခါမှာတော့အဲ့ဒီမျက်ပင်ကရုတ်တရက်ပြန်လဲလန်းဆန်းပြီးပွင့်လန်းလာခဲ့ပါတယ်။တထေးကြီးကကောင်မလေးကိုအားနာတာနဲ့အဲ့ဒီမျက်ပင်ကိုစားကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့လက်ချောင်းထဲကနေသွေးတွေထိုးအံလာခဲ့တယ်။ကိုရန်တော်ကကောင်မလေးကိုဒဏ်ပေးဖို့ကြိုးစားခဲ့ပေမဲ့တကယ်တမ်းမှာတော့မတန်ဆွမ်းတဲ့တထေးကြီးရဲ့ခြေထောက်တွေကပြန်ပြီးလမ်းလျှောက်နိုင်လာတဲ့အပြင်မျက်စိလည်းပြန်မြင်လာခဲ့တာပါ။တထေးကြီးကအယမ်းပျော်သွားပြီးကောင်မလေးကိုအိမ်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့ထွက်လာတဲ့အချိန်မှာပဲကောင်မလေးနဲ့အမျက်ရှိနေတဲ့နွားဝါကြီးကလမ်းကိုပိတ်ရက်ပြီးရှေ့မှာအန်ရရှိလို့မသွားဘူးတားဆီးခဲ့ပြန်တယ်။ကားဆရာကနွားစကားပြောတာကိုမယုံကြည်ပေမဲ့တထေးကြီးကတော့ခုနကဖြစ်ရဲ့ကြောင့်ကောင်မလေးကိုယုံကြည်ပြီးလမ်းကြောင်းပြောင်းခိုင်းလိုက်ပါတယ်။တကယ်ပဲကားနောက်ဆုတ်လိုက်တာနဲ့တောင်ပေါ်ကကြောက်တုံးကြီးပြုတ်ကျလာခဲ့လို့သူတို့တီတီလေးလွတ်သွားခဲ့ပါတယ်။တထေးကြီးကကောင်မလေးကိုကန်ကောင်းစေတဲ့ကျဲပွင့်လေးလို့တောင်တတ်မှတ်လိုက်ပါတော့တယ်။တထေးကြီးအိမ်ရောက်တော့အစီခံကကောင်မလေးကိုဝတ်ဖို့အဝတ်စားတွေပေးပါတယ်။ဒါပေမဲ့ကောင်မလေးရဲ့ခွေးလေးကအဲ့ဒီအဝတ်တွေမှာအမုံတွေပါလို့ဝတ်ရင်ရရန်လိမ့်မယ်လို့တတိပေးခဲ့ပါတယ်။မနာလိုတဲ့ဝမ်းကွက်ညီမကအတင်းဝတ်ခိုင်းတဲ့အချိန်မှာခွေးလေးကအဝတ်တွေကိုဝင်တိုက်လိုက်လို့အဲ့ဒီအဝတ်တွေကဝမ်းကွက်ညီမပေါ်ကျသွားပြီးသူမမှာအနီကွက်တွေထွက်လာပါတော့တယ်။ဒီဖြစ်ရဲ့ကြောင့်မိသားစုဝင်တွေကကောင်မလေးကိုကန်ဆိုမှုကိုယူဆောင်လာသူလို့သတ်မှတ်ပြီးနှင်ထုတ်ဖို့ကြိုးစားကြပါတယ်။ကောင်မလေးကသူမငငယ်ကလေးကဆွဲထားတဲ့မိသားစုပုံတူကချက်လေးကိုပြပြီးနှွေးထွေးတဲ့မိသားစုတစ်ခုလိုချင်လို့မနှင်ထုတ်ဖို့ငိုယိုတောင်းပန်ခဲ့ပေမဲ့ရက်ဆက်တဲ့ဝမ်းကွက်ညီမကအဲ့ဒီပုံကိုဆွဲဖျက်ပစ်လိုက်ပါတယ်။ကောင်မလေးစိတ်ပြတ်အားငယ်ပြီးလမ်းပေါ်ပြန်ရောက်တော့မယ်လို့ထင်နေတဲ့အချိန်မှာပဲတထေးကြီးရုတ်တရက်ရောက်ရှိလာခဲ့တယ်